အားလုံးပဲမင်္ဂလာပါခုတစ်ခေါက်ကျွန်တော် unboxing လုပ်မဲ့ game တွေကတော့ဒီနှစ်မှာအသစ်ထွက်တဲ့ဒီ Not Alone Remaster Edition ပေါ့ Not Alone ကကျတော့အရင်တော့ကလည်းသူက Not Alone ရယ်ပြီးတော့နောက် Sanctuary ရယ် Exploration ရယ်ဆိုပြီးတော့ expansion နှစ်ခုထွက်ခဲ့တယ်ပေါ့ဒီ Remaster Edition ကကျတော့သူကအဝတ်အသစ်တွေနဲ့ဒီ expansion နှစ်ခုလုံးပါမယ်ပေါ့သူက10 year anniversary ဆိုပြီးတော့ပါတယ်ကဲအထက်မှာဘာကြီးပါလဲကြည့်လိုက်အောင်ဘူးဒီဇိုင်းကတော့မိုက်တယ်သူကဒီ game ကကျတော့သူက2ယောက်ကနေ9ယောက်ထိဆော့လို့ရတဲ့ party game ပေါ့သူကတယောက်ကကျတော့ monster ကြီးနေရာနဲ့အားဆော့ရမယ်ကျန်တဲ့လူတွေကကျတော့အဲ့ဂျိုပေါ်မှာရင်မြန်ပြက်ကြလာတဲ့လူတွေပေါ့သူကဘယ်လိုပြောမလဲတကောင်ကအမဲလိုက်ကျန်တဲ့3ယောက်ကျန်တဲ့9ယောက်ကျန်တဲ့6ယောက်ကထွက်ပြေးပေါ့အဲ့လိုဆော့ရတာโอเคဒါပါပါလေကြည့်အောင်player stand တွေပါလာပြီပဲအရင်ကမရှိဘူးလေပြီး player ကတ်တွေပါလာဒါက player ကတ်တွေ player တွေမှာလည်းသူ skill နဲ့သူပါလာတာပဲมันจะ player stand เนี่ยပေါ့ပါလေဘာအတွက်သုံးတာလဲတော့မသိဒါကြတော့ tracker double sided acrylic နဲ့original game မှာတော့ဒီ chip လေးတွေကတော်တော်ကိုင်းလို့ကောင်းSplendor က chip တွေနဲ့တောင်တူသေးတယ်လေးနဲ့တော့ monster ကဘယ်နေရာကို target ထားမယ်ဘယ်နေရာကို power သုံးမယ်ဘယ်နေရာတော့ဂျိုရဲ့ power သုံးတာလားမသိဘူးမေ့တယ် game ကမစော့တော့ကြတော့ဒါက standy တင်တဲ့ stand လေးဒါကကြတော့သွေးတွေ action kit တွေတက်ကအများကြီးကဲတက်တစ်ခုချင်းစီကြည့်အောင်ဒါ location ကတ်တွေပေါ့ကိန်းတော့တုံးနေဝေါ်တောင်ပါတာပဲ
ကျွန်တော် player ကတ်တွေနဲ့တွေ့ဒါ player action ကတ်တွေကျွန်တော်နောက်ထပ် location ကတ်တစ်စုံပေါ့ဒါ original game ရဲ့နေရာလေးနဲ့တွေ့လေယာဂျန်ကန်ရောက်တယ်အဝတ်တွေတော့ပြောင်းသွားတာပဲorigin နဲ့နေရာလေးဒါကြတော့ monster ရဲ့ ability ဒါကတော့ not alone ရဲ့ remaster edition component တွေကတော့ဒါပါပဲကဲအဆုံးထိကြည့်ကြပြီးလို့ကျေးဇူးတင်ပါတယ် bye bye